ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေခွန်းများမေခွန်းပြုတော်မူပါရှင်ဗျာကောင်းပြီပထမဆုံးတပည့်တော်မေးလိုတာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါလဲဗျာဗုဒ္ဓဘာသာရဲ့အန္တိမရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရစေနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့သွန်သင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဗုဒ္ဓဘာသာလို့ဆိုရမှာဖြစ်ပါတယ်တိရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဗုဒ္ဓဂမလို့ထည့်သုံးတာရှိတယ်ဗုဒ္ဓဂမဆိုတာဗုဒ္ဓရဲ့အာဂမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအဓိပ္ပာယ်ရပါတယ်ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ်ကစိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးရမှာဖြစ်လို့ကိုယ်ကစိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာအဓိကကဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြသတဲ့စကားတွေပဲဖြစ်တယ်ဒါပြင်မြတ်စွာဘုရားကဘာတွေဆုံးမတော်ဆိုတော့ကိုချင်းသီလကောင်းမှုနဲ့လူချင်းအကျဉ်းတရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော့နှဲအောင်လျှော့ချနောက်ဆုံးမှာအပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတော့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိကေ9ပြဓမ္မခန္ဓာပေါင်း8400မှာဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုအခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အကျဉ်းချုပ်မှတ်ရမှာတော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန္တိမရည်မှန်းချက်ကရောဘာများဖြစ်မလဲဘယ်မူတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောအောင်နော်မှန်ပါဗျာမူလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာ။ဘာလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဘုရားလည်းကမ္မဝါဒီကရိယဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ဆိုတဲ့ကိုလှုပ်တာကိုရတယ်ဆိုတဲ့ကမ္မဝါဒကရိယဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကကျင့်စဉ်တွေကိုသတ်မှတ်ထားတယ်သီလသမာဓိပညာဆိုအဓိကကိုကျင့်တရားကောင်းမှုကနံပါတ်1မှန်ပါဗျာကိုကျင့်တရားကောင်းပြီးတဲ့အခါစိတ်ဓာတ်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အကျမ်းမြင်ကျင့်စဉ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမရည်မှန်းချက်ကပါလဲလို့ဆိုတာကြတော့ဆင်းရဲဒုက္ခအလုံးအဆုံးသတ်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအလုံးမရှောင်လွဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ဘာလို့ဆိုရင်ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအကြီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်
ဒီကြားထဲမှာဆုံးရှုံးနေတာမှုတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရယ်ရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဘာသာရဲ့အတ္တိမဤမှန်ချက်ပဲဖြစ်တယ်တင်ပါဗျာနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုတာလေနော်တင်ပါဗျာအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးတင်ပါဗျာမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်တင်ပါဗျာအတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲတင်ပါဗျာအရာရာဟာအတိတ်ကလုတ်ခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံတင်ပါဗျာပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်တင်ပါဗျာအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါဒသာလင်ဘုရားဝါဒဖြစ်တယ်နိဗ္ဗာန်ဆိုတာဘာပါလဲဗျာဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲလူငယ်တော်များတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင်ရှင်းပြမိန့်ကြားပြီးတော်မူပါဟုတ်ပါတယ်နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူးနိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင်လူချင်းမှုတွေတွေ့တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါနာဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုကိုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းရဲမပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူချင်းမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်အဲ့ဒီတဏှာလောဘတွေကိုချုပ်ငြိမ်းသောအောင်ဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်နောက်မိကုန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကုန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုကိုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှန်သမျှအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှုံမုန်းသူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြမိန့်ကြားပေးပါလို့ဆိုခုနအဓိပ္ပာယ်ကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြာရုံနဲ့ပဲလူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကိုထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလေးနဲ့ဟောထားတာရှိတယ်ဒုက္ခသမုဒယောဆိုတာလေတဏှာဟာဒုက္ခသမုဒယပဲဖြစ်တယ်ခုနကလူချင်းတက်မဲ့မှုတွေရှိနေသေးတယ်များကလပ်မလို့ဒီလူတွေမလို့ခြင်းတဲ့ဆင်းရဲဒုက္ခတွေကကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့လူချင်းတက်မဲ့မှုတွေကိုအဆုံးသတ်အောင်လှုပ်လိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာအဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ်နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘယ်သူကနေလှုပ်ဆောင်ပေးနေတာတော့ဆိုလူချင်းတတ်မဲ့မှုတဏှာလှုပ်ဆောင်ပေးတယ်ဒါဖြင့်လူချင်းတတ်မဲ့မှုတဏှာကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်
အကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အကျိုးတရားငြိမ်းသွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတာဥပမာမယ်ခုမိခွက်လေးဆိုလို့ရှိရင်လေမိတောက်ကလေးရှိတယ်အဲ့ဒီမိတောက်ကလေးကဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပေါ်မှာယက်တည်နေစီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပေါ်မှာမိတောက်လေးယက်တည်နေတာစီလည်းမဖြေတော့ဘူးမိစာလည်းကုံသွားပြီဆိုတဲ့အခါသူလောင်စရာသူယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်မိတောက်ကလေးငြိမ်းသွားတယ်အကြောင်းကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ်းသဘောကိုလေနိဗ္ဗာန်လို့ခေါ်တာပဲဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်ကိလေသာတွေကိုဖယ်လိုက်တော့ကံတွေကအလုံးပဲဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ်းသွားပြီငြိမ်းသွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝဟာလည်းပြတ်သွားတယ်ကံကိလေသာဆိုတဲ့အကြောင်းငြိမ်းလို့အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့ဘဝငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့တယ်နော်နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ဗျာမရှိတာမဟုတ်ဘူးသူကဆိုတော့မိတော့လေးဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလားအဲ့လိုတော့မရပါဘူးမရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုငြိမ်းလိုက်တဲ့အငြိမ်တတ်သဘောမျိုးပဲအရှိကိုငြိမ်းလိုက်တဲ့အခါငြိမ်းသွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလိုတယ်နောက်ထပ်မေးခွန်းတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုရှင်းပြပြီးတော့မူပါဟုတ်ပြီဘုရားဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကဘာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖန်ဆင်းလို့ဆိုတဲ့အကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့တဲ့ဣတ္တရနေမာနဝါဒလို့ခေါ်တယ်မှန်ပါဗျာဣတ္တရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမာနသူ့စိတ်တိုင်းညဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်မှန်ပါဗျာအဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်မှန်ပါဗျာနောက်တစ်ခုကဒါတွေက accidental အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုဗ္ဗေကတာဟိတုဝါဒဆိုပေါ်လာတယ်ဘာပဲဖြစ်ဖြစ်အတိတ်ကလုပ်ခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတဲ့ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးကိုအကြောင်းရှာကြတယ်ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုတာကံနဲ့ကိလေသာပေါင်းစပ်လို့လောကကြီးကဖြစ်ထွန်းလာတယ်မှန်ပါဗျာအဲ့တော့ဘုရားရဲ့အယူဆဟိုပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ္ထုစတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိစ္ဆသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထိအောင်စကားလုံးသုံးပြပြီးတော့ဖော်ပြထားတယ်မှန်ပါအဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွဲပြားခြားနားကြတယ်အဲ့ဒီအကြောင်းတရားရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣတ္တရနေမာနသာဝရဘုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါဒမျိုးကိုလည်းလက်မခံဘူးတကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ်
အဲ့ဒီအကြောင်းတွေကြောင့်သာလျှင်တတ္တလောကကြီးနဲ့ဩဃသလောကကြီးတွေကဖြစ်